အပိုင်း6မှာတော့အီရှီကာဝါနဲ့ဖူဟာရှီတို့နှစ်ယောက်ကယိုဂျူးတွေကိုနှိမ်နေရကနေတနေရာရောက်မှာတော့တေနေတဲ့ယိုဂျူးကောင်ရဲ့ဘေးမှာကြောပေးပြီးထိုင်နေတဲ့တန်ချင်းဝတ်ဆောင်တဲ့လူကိုမြင်လိုက်ရတာမို့အခုထက်ဒီသူတို့နှိမ်နေရေးမပြီးသေးတာမို့ထွက်သွားပြီးဖို့ပြောလိုက်တယ်ဒါပေမဲ့လည်းအဲ့လူကတော့သူသမင်ထည့်ပေးထားတယ်ယိုဂျူးတွေရဲ့မျိုးပွားအင်္ဂါတွေဖြတ်စည်းခံထားရတာကြောင့်စိတ်တူပြီးထိုင်ရာကနေကောက်ထားလို့လက်ညှိုးတစ်ချောင်းကိုရှေ့ထုတ်လိုက်ပြီးဖူဟာရှီရဲ့ရင်ဘတ်တက်ကိုချိန်ပစ်လိုက်ပါတယ်ဒါပေမဲ့လည်းအဲ့လက်မှာကာကျူးတွေလိုမျိုးမကောင်းဆိုးဝါးပုံစံအလုံးလေးတွေရှိတာမို့အီရှီကာဝါကဖူဟာရှီကိုချက်ချင်းချောင်းခိုင်းလိုက်ရကနေနှလုံးကိုတော့မထိသွားခဲ့ပါဘူးဖူဟာရှီကတော့ရုတ်တရက်တိုက်ခိုက်ခံလိုက်ရတာကြောင့်တာယာခတ်နေတာမို့အီရှီကာဝါကအနားကိုပြေးသွားလိုက်ပြီးစိတ်အေးထားဖို့နဲ့ဝတ်ဆောင်တွေကအစွမ်းနဲ့ကိုဘော်ကထန်ရကိုကုဖို့တတိပေးခဲ့တယ်အဲ့လိုဖြစ်နေတော့မှပဲသူတို့ကိုတိုက်ခိုက်လိုက်တဲ့သူကလူပုံစံကနေတရဝါပုံစံကိုပြောင်းသွားတာမို့သူ့ကိုမြင်မှုတဲ့အီရှီကာဝါကသူတို့လေ့ကျင့်ရင်စင်တော့ကပေါ်လာတဲ့အကောင်ကြီးဆိုတာတန်းသိသွားတယ်ဒါကြောင့်ချက်ချင်းပဲဆက်သွယ်ရေးနဲ့ချက်ကနေသူတို့ရှိတဲ့နေရာကိုပြောပြီးတက်ခုတောင်းပေးမယ်လေတရဝါကြီးကကြိုတင်စီစဉ်ထားတာမို့တခြားဖွဲ့သားတွေနဲ့သူတို့တွေဆက်သွယ်လို့မရပဲဖြစ်နေကြတယ်ဒါကိုအီရှီကာဝါတို့သိသွားတာနဲ့တပြိုင်တည်းအကောင်ကြီးကသူ့လက်ညှိုးလေးကိုထုတ်ပြီးလက်ညှိုးထဲကအလုံးလေးတွေနဲ့အီရှီကာဝါကိုစပြီးတိုက်ခိုက်တော့တယ်အီရှီကာဝါကတော့ပြန်ခုခံမှုနေတာချက်ကောင်းမှုမထီအောင်မနှဲရှောင်နေခဲ့ရပြီးနောက်ဆုံးမှာတော့ဝတ်ဆောင်ရန်တိုင်းကပျက်စီးသွားတာမို့မြေပေါ်ကိုဒူးထောက်ကျသွားတော့တယ်ကောင်ကြီးကတော့သူတိုက်ခိုက်တာတွေကိုတီတီလေးရှောင်နိုင်နေတဲ့အီရှီကာဝါကိုအံ့ဩနေခဲ့ပြီးနောက်ဆုံးမှာတော့အီရှီကာဝါဒီလိုရှောင်နိုင်နေတာကသူ့ရဲ့အကြောင်းကိုသိထားလို့မှန်သိသွားပါတယ်အဲ့ဒါကတော့ကီကိုယူကကဖကာကိုင်ကျူးဖြစ်သွားတဲ့အကြောင်းမေးတဲ့နေ့မှာပဲသူကြုံခဲ့ရတဲ့အကောင်ကြီးရဲ့တိုက်ခိုက်ပုံကိုနှစ်ယောက်စလုံးသိအောင်ပြောပြခဲ့တယ်ကောင်ကြီးကအစာပိုင်းမှာမော်လိုစွမ်းအားကိုသုံးပြီးတိုက်ခိုက်တယ်လို့ထင်ရပေမဲ့တကယ်တမ်းကျသူ့ရဲ့လက်ချောင်းကိုအသုံးပြုပြီးတိုက်ခိုက်တာမို့မတော်တဆဆုံခဲ့ရင်အဲ့လက်ချောင်းတွေကိုတတိထားပြီးကြည့်ဖို့မှာခဲ့ပါတယ်ဒါကြောင့်လည်းအခုလိုဆုံတဲ့အခါမှာတော့အီရှီကာဝါကအကောင်ကြီးရဲ့လက်ကနေလွတ်နိုင်သမျှလွတ်အောင်ရှောင်နိုင်နေခဲ့တာပဲဖြစ်ပါတယ်သူအဲ့လိုရှောင်နေတော့ဖူဟာရှီကိုတော့တက်ခုခေါ်ပေးဖို့ထွက်သွားခိုင်းတာမို့ခေါင်းမာတဲ့ဖူဟာရှီကသူ့ကိုတမင်ကယ်ပေးနေတာဆိုပြီးဘာလို့သူကကယ်တင်တဲ့သူမဟုတ်ပဲအကယ်ခံရတဲ့သူပဲဖြစ်နေတာလဲဆိုပြီးစိတ်ပြတ်သွားပါတယ်အဲ့လိုချိန်မှာပဲအကောင်ကြီးဘက်ကနေဖူဟာရှီကိုထပ်တိုက်ခိုက်လာတာမို့အီရှီကာဝါကဖူဟာရှီစီခုံအောင်လိုက်ပြီးနောက်တစ်ချိန်ထပ်ကယ်လိုက်ပြန်ပါတယ်ညောက်ဆုံးစိတ်ထဲမှာတော့ကာကွယ်ရေးတပ်သားဆိုတဲ့ဂုံကြောက်တာဒီလောက်အသက်လူပြီးတိုက်ခိုက်နေကြပေမဲ့ကိုမနိုင်တဲ့အကောင်နဲ့တွေးချိန်မှာတော့တေမာကိုကြောက်နေခဲ့ကြပါတယ်ဒါကြောင့်ဖူဟာရှီကတက်ခုခေါ်ဖို့အတွက်အမြန်ထွက်သွားခဲ့ပြီးအီရှီကာဝါကတော့အကောင်ကြီးကိုသူတယောက်တည်းတက်ခုတွေရောက်လာတဲ့အထိတင်းခံပြီးတိုက်မယ်လို့စိတ်ကူးထားပါတယ်ဒါပေမဲ့လည်းသူ့ရဲ့စွမ်းအားပုံမြင့်တဲ့ကီကိုယူတော်မနိုင်တဲ့အကောင်ကြီးမို့သူလည်းဘယ်လိုနိုင်အောင်တိုက်ရမယ်ဆိုတာမသိပေမဲ့သူ့စိတ်ထဲမှာကာကွယ်ရေးတပ်သားဆိုတဲ့အတီးကြောင်းနဲ့ပဲအသက်ပဲတည်တည်တိုက်ခိုက်မယ်ဆိုပြီးစိတ်ဓာတ်တွေတက်ကြွလာပါတယ်အဲ့နောက်တော့သူ့စီရှောက်လာနေတဲ့အကောင်ကြီးစီကိုတနတ်နဲ့ထောက်လျှောက်ပစ်လို့ပြေးသွားခဲ့ပေမဲ့လည်းကောင်ကြီးကတော့သူ့တနတ်ကလာတဲ့ကြီးမှန်သမျှကိုခန္ဓာကိုယ်လေးဘယ်ညာရိမ့်လို့ရှောင်နိုင်နေခဲ့ပါတယ်တစ်ဖက်မှာလည်းတက်ခုသွားခေါ်တဲ့ဖူဟာရှီကတိတ်နိုင်တာတိရက်နဲ့အကောင်ကြီးကိုထိန်းထားမယ်ဆိုတဲ့အီရှီကာဝါရဲ့စကားကြောင့်အခုအီရှီကာဝါကသူဆဆတွေ့ခဲ့ဘူးတော့ကနဲ့မတူတော့ဘူးဆိုတာကိုသိလာပါတယ်အဲ့ဒါတွေပြင်သူကအချိန်တိုင်းလူတိုင်းရဲ့ကယ်တာကိုပဲခံနေရပြီးကယ်တင်တဲ့သူကတော့တခါမှမဖြစ်ခဲ့တာမို့အဲ့ဒါကလည်းသူ့ကိုပိုခံရခက်စေခဲ့ပါတယ်ဒါကြောင့်လူတွေကိုကယ်တင်နိုင်တဲ့သူဖြစ်အောင်လေ့ကျင့်ရေးတွေကိုစတိုက်လုပ်ပြီးသူ့ရဲ့စွမ်းအားကိုတိုးအောင်စူးစမ်းပေးမယ်လေ20ရာခိုင်နှုန်းကနေမတက်ခဲ့တယ်လို့အခုချိန်မှာလည်းသူကနောက်တစ်ချိန်သူများစီကနေအကယ်ခံရတဲ့လူတစ်ယောက်ပဲထပ်ဖြစ်လို့လာပါတယ်အဲ့ဒီချိန်တစ်ဖက်မှာလည်းအကောင်ကြီးကိုပြေးပြီးတိုက်ခိုက်နေတဲ့အီရှီကာဝါကရုတ်တရက်ဆိုလို့သူပြစ်နေတဲ့အကောင်ကြီးကပျောက်သွားတာမို့ကြောင်နေတော့မှပဲအဲ့ဒီကောင်ကြီးကသူ့ရှိတက်မှာဘွားကနေပေါ်လာပါတယ်အဲ့နောက်တော့သူ့ကိုယ်ထဲကနေလက်လွတ်ပုံစံရှေ့ရှေ့မြောင်းမြောင်းအရာကြီး၄ခုထွက်လာပြီးအီရှီကာဝါကိုတတ်ဖို့လုပ်တော့တယ်ဒါပေမဲ့အဲ့ဒီမှာပဲကယ်တင်ခံရတာကိုမုန်းတဲ့ဖူဟာရှီကအီရှီကာဝါစီပြန်ပြေးလာပြီးအကောင်ကြီးတက်တာခံရတော့မဲ့နီးနီးမှာပဲအီရှီကာဝါကိုဆွဲထုတ်ပြီးကယ်တင်လိုက်နိုင်ပါတယ်အီရှီကာဝါကတော့ပြန်လာတဲ့ဖူဟာရှီကိုနားမလည်နိုင်ပဲတက်ခုသွားခေါ်ခိုင်းတာကိုဘာလို့ပြန်လာတာလဲလို့မေးလိုက်ပေမဲ့ဖူဟာရှီကတော့သူပထမဆုံးအကြိမ်လူတယောက်ကိုကယ်နိုင်ခဲ့တာမို့ကျဉ်တ်နေခဲ့ပြီးသူသာမကယ်ခဲ့ရင်အီရှီကာဝါတေနေလောက်ပြီလို့ပဲပြန်ပြောခဲ့တယ်သူတို့ဒီလိုပြောနေတာကိုကြားသွားတဲ့တဝါကြီးကသူသာခွင့်မပြုရင်ဘယ်သူကမှဒီနယ်မြေထဲကနေထွက်သွားလို့မရဘူးဆိုပြီးပြောလာတာမို့ဖူဟာရှီလည်းကြားတယ်မလားလို့ပြောပြီးတိုက်ခိုက်ဖို့တလန်းပဲရှိတော့တယ်လို့ပြောပါတယ်ဒါပေမဲ့လည်းအခုအချိန်ဒီမှာသူကဒဏ်ရာအကြီးကျယ်ရနေပြီမို့ထိတ်တိုက်ရင်ဆိုင်နိုင်မှာမဟုတ်တာမို့ဘေးဘက်ကနေကူပစ်ပေးမယ်လို့ပြောရင်အီရှီကာဝါကိုအစွမ်းကုန်အားထုတ်ပြီးတိုက်ခိုက်ပါလို့အားပေးလိုက်တယ်ဒါကြောင့်အီရှီကာဝါတယောက်အကောင်ကြီးကိုတတ်ဖို့ပြေးသွားတာမို့အနောက်မှာကြံခဲ့တဲ့ဖူဟာရှီကအကောင်ကြီးအားနေသွားအောင်ဆိုပြီးလျှက်စစ်ကြည့်နဲ့အကောင်ကြီးကိုလှမ်းပစ်လိုက်ပါတယ်အဲ့ဒီကြီးကြောင့်အကောင်ကြီးရုတ်တရက်လှုပ်ရှားဖို့ခက်ခဲနေချိန်မှာပဲပြေးလာနေတဲ့အီရှီကာဝါကအရာအားလုံးနဲ့တိုင်တယ်ပြီးတော့သူ့ကိုဒီချိန်လေးအတွင်းမှာကီကိုရူထက်ကအာရှီဟိုထက်ပါတော်တဲ့စွမ်းအားတွေပေးပါလို့ဆုတောင်းရင်အကောင်ကြီးကိုတနတ်နဲ့စတိုက်တွေပစ်နေခဲ့တော့တယ်ဒီလိုကြောင့်အကောင်ကြီးရဲ့ခန္ဓာကိုယ်ကမှုပုံစံအလုံးလေးတွေကဟိုတစ်ပြက်ဒီတစ်ပြက်နဲ့ထွက်နေခဲ့ပြီးအီရှီကာဝါရှိမှတော့ဘာမှမမြင်ရအောင်ဖုံလုံးကြီးတစ်ခုပေါ်လာပါတယ်ခဏကြာစတိုက်ပြစ်ပြီးမှတော့အကောင်ကြီးစီကနေဘာတုံးပြန်မှုမှမလာတာမို့အကောင်ကြီးသိသွားပြီးအထင်နဲ့တနတ်ပစ်တာကိုရလိုက်ချိန်မှာပဲအရှိမရှိနေတဲ့ဖုံလုံးကြီးပျောက်သွားပြီးအလောင်းနိုင်ရန်ကြီးတစ်ခုပေါ်လာပါတယ်အဲ့ဒါကိုကြည့်ပြီးမတင်ကာဖြစ်နေတော့မှပဲအကောင်ကြီးကအိုက်နိုင်ရန်ကိုခွဲပြီးအထဲကနေကောင်းတိုင်းပြန်ထွက်လာတာမို့အီရှီကာဝါတယောက်အံ့ဩနေရပြီးအဲ့ဒီမှာပဲစတိုက်ဆိုလို့အကောင်ကြီးရဲ့တိုက်ခိုက်တာကိုပပနဲ့နဲ့ခံနေရပြီးတနတ်တောင်အဝေးကိုလွတ်ထွက်သွားပါတယ်အဲ့ဒီချိန်တစ်ဖက်မှာလည်းယိုဂျူးတွေကိုတိုက်ခိုက်နေတဲ့ဒူကောင်းဆောင်တဲ့အဖွဲ့သားတွေစီကိုခုနတည်းကအီရှီကာဝါနဲ့ဖရူဟာရှီတို့နဲ့အဆက်အသွယ်မရတော့တဲ့အကြောင်းမော်နီတာကနေလှမ်းပြောတဲ့စကားကြားရပြီးအားလုံးစိုးရိမ်သွားကြတယ်အဲ့ဒီမှာပဲကီကိုယူကကဖကာစီကိုပြေးလာနေပြီးလေ့ကျင့်တုန်းကပေါ်လာတဲ့အကောင်ကြီးရောက်လာပြီဆိုတဲ့စကားကိုလာပြောတာမို့ကဖကာတယောက်အီရှီကာဝါကိုစိတ်ပူသွားပါတယ်တစ်ဖက်မှာတော့အီရှီကာဝါကအကောင်ကြီးရဲ့လက်ချက်ကြောင့်ခန္ဓာကိုယ်ကနေသွေးတွေထွက်ပြီးမလုံနိုင်အောင်ဖြစ်နေတယ်လို့ဖရူဟာရှီကိုယ်တိုင်လည်းတနတ်တောင်လှမ်းမြူနိုင်တော့တဲ့အထိအင်အားတွေကုံဆုံးနေခဲ့ပါတယ်ဒါကြောင့်ဒီပုံစံတိုင်းဆိုသူရောအီရှီကာဝါပါတေ
တေးရတော့မှာမို့တယောက်ယောက်ကတော့သူတို့ကိုလာခဲ့ပါဆိုပြီးဆန္ဒပြင်းပြစွာနဲ့ဆူတောင်းနေတော့တယ်အဲ့ဒီချိန်မှာပဲကာညူပုံစံပြောင်းလာတဲ့ကပ်ကာကပေါ်လာပြီးအီရှီကာဝါနားမှာရက်နေတဲ့သရွာကောင်ကြီးကိုအဝေးလွတ်ထွက်သွားအောင်ပိတ်ထိုးပစ်လိုက်ပါတယ်ဒီမြင်ကွင်းကိုဝိုတိုဝါတာနဲ့မြင်နေရသေးတဲ့အီရှီကာဝါကတော့ကပ်ကာဒီလိုပုံစံပြောင်းစရာမလိုအောင်သူ့အစွမ်းကုန်တိုက်ခိုက်ခဲ့တာကိုဒီလိုပုံစံပြောင်းသွားရစေလို့ဆိုပြီးစိတ်မကောင်းဖြစ်နေပါတယ်ဒါတွေကိုမသိတဲ့ကပ်ဖာကတော့အီရှီကာဝါကိုပွေ့ချီလိုက်ပြီးသူလာတာနောက်ကျသွားလို့တောင်းပန်တယ်ဆိုတာပြောရင်အကွက်တနေရာမှာထားပေးလိုက်တယ်အဲ့နောက်တော့အကောင်ကြီးရှိတဲ့နေရာကိုပြန်ရောက်လာတာမို့သရွာကြီးကလည်းသူတိုက်ခိုက်ခံလိုက်ရတာကိုကြည့်ပြီးဒီတစ်ခေါက်ပေါ်လာတဲ့ကာညူကစွမ်းအားတော်တော်ကောင်းတာပါလားလို့သုံးသပ်နေပြီးခဲ့ပါတယ်အဲ့ဒါအပြင်ကာညူဖြစ်ပြီးဘာလို့သူ့ကိုတိုက်ခိုက်ရတာလဲလို့တွေးရင်ဒီကာညူကိုတော့သူလွယ်လွယ်နဲ့တိုက်လို့ရမှာမဟုတ်တာမို့သူ့မှာရှိသမျှလက်တွေအများကြီးကိုခန္ဓာကိုယ်တစ်ခုလုံးကနေထုတ်ပြီးတိုက်ခိုက်ဖို့လုပ်တော့တယ်ဒါကိုမြင်တော့ကဖာကလည်းအဲ့လက်တွေနဲ့အီရှီကာဝါကိုဒီလိုဖြစ်အောင်လုပ်လိုက်တာလားဆိုပြီးပိုဒေါသထွက်သွားတာကြောင့်သရွာကောင်ကြီးကိုသူ့အားရှိသလောက်ပတ်ဆက်ဆက်တိုက်ခိုက်ပါတော့တယ်အဲ့ဒါကြောင့်ပဲသရွာကောင်ကြီးမြေကြီးပေါ်ကိုလဲကျသွားတယ်လို့အထဲကနေအမြူတွေလည်းပေါ်လာခဲ့ပြီးအဲ့နောက်မှာတော့ကာကွယ်ရေးတပ်သားတွေကအဲ့ညကိုရောက်လာကြတယ်ခုချိန်မှာတော့သူ့ကိုမြင်သွားတယ်ကာကွယ်ရေးတပ်သားတွေကသူတို့လိုက်ရှာနေတဲ့နမအိတ်ဖြစ်လောက်တယ်ဆိုပြီးအထက်ကိုလှမ်းတက်တင်ပို့လိုက်ပါတယ်အဲ့ဒီချိန်မှာပဲဘိုက်ကွဲသွားတာတော့မတည်သေးတဲ့သရွာကောင်ကပြန်ရှင်လာပြီးကာကွယ်ရေးတပ်သားတွေရောက်လာတဲ့ကျေးဇူးနဲ့သူခန္ဓာကိုကူတာဖို့အချိန်ရသွားတာကြောင့်ထွက်ပြေးဖို့လုပ်ပါတော့တယ်ကပ်ကလည်းထွက်ပြေးမရအောင်တိုက်ခိုက်ဖို့ပြင်လိုက်ပင်မဲ့သရွာကောင်ကရောက်လာတဲ့ကာကွယ်ရေးတပ်သားနှစ်ယောက်ကိုသူ့လက်ကအလုံးလေးတွေနဲ့လှမ်းပစ်လိုက်တာကြောင့်ကပ်ကလည်းတိုက်ခိုက်ဖို့ကိုမရွေးပဲဝင်ကယ်ပေးလိုက်တာမို့သရွာကောင်လည်းနောက်တစ်ခါမှပြန်ဆုံမယ်လို့ပြောရင်ပြောက်ကွယ်သွားတော့တယ်ကာကွယ်ရေးတပ်သားတွေလည်းရောက်လာကြတာမလို့ကပ်ကလည်းပြေးမရတော့မယ်ဆိုပြီးမြေကြီးကိုလက်နဲ့ခွဲပစ်လို့ထွက်လာတဲ့ဖုံတွေကြားကနေလှစ်ခနဲထွက်ပြေးလာခဲ့ရတော့တယ်အဲ့နောက်သူ့ကိုသူလွတ်ပြီးအထင်းနဲ့လမ်းကြားတစ်နေရာမှာမောဖြစ်နေတော့နောက်ကလိုက်လာတဲ့ဒူကောင်းဆောင်ဟိုရှိနာနဲ့တွေ့ကြတော့တယ်ဟိုရှိနာကတော့ပုံမှန်ချိန်ဆိုရင်သာပျော်ပျော်နေပြီးပြုံးနေတတ်ပေမဲ့ကာညူးတွေနဲ့တွေ့ရင်တော့မျက်နှာကတီကြည်သွားပြီးအလုတ်ကိုလေးနဲ့လှုပ်တဲ့ဘက်ကိုပြောင်းသွားပါတယ်အဲ့နောက်သူလျှက်တစ်ပြက်တိုက်ခိုက်တာတော့ကပ်ကာကအမြန်ရှောင်လိုက်နိုင်တာကြောင့်ဟိုရှိနာကတော်တော်အားကောင်းတဲ့အကောင်ပဲလို့ပြောရင်သူကာညူးနဲ့မှအိတ်ကိုနှိမ်နှင်းတော့မှာမို့သူ့ဝတ်ဆောင်မှာထည့်ထားတဲ့ကန့်သက်စွမ်းအင်ကိုဖယ်ပေးဖို့မော်နီတာကလူကိုဆက်သွယ်ရေးနဲ့ချက်ကနေတဆင်တောင်းဆိုလိုက်တော့တယ်